ဆိုဒီ Orana မှာဆိုလဲကျွေပြားကိုလျှော်ဝင်တဲ့အတူခင်းပေးထားပြီးတံမန်းပေါက်ထုတ်ပေးထားတယ်ဒါလေးကကျွန်တော်တို့ဒီနေရာမှာ eco ဘူးလေးမျက်နှာချက်နဲ့အတူကပ်ပေးထားတာလေးကတော်တော်လေးဒီခန်းကိုလှပါသေးတယ်ကျွန်တော်တို့အထဲကိုသွားကြည့်အိမ်ထဲကိုရောက်ပြီဆိုရင်သူကဒီအိမ်ကအင်မတန်ခမ်းနားတယ်ဆိုတဲ့ feeling ကိုလူချင်းမင်းကိုပေးလိုက်အဲ့လိုပေါ့ကျွန်တော်တို့အိမ်ထဲကိုဝင်လိုက်တာလည်းကိုယ်အမောပြေးစီတယ်ပေါ့နော်ဒါလေးကကျွန်တော်အဓိကသဘောကျတဲ့ space ဖျားခန်းပေါ့နော်ဖျားခန်းကြဲဝန်းရှိပြီးတော့ကျွန်တော်တို့ဒီကြောက်ချမ်းပကင်းရနေပြီးတော့နည်းနည်းလေးအပေါ်မြင့်ပေးထားတယ်အင်မတန်သဘောကျဖို့ကောင်းတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီဖျားခန်းဘေးရဲ့ပထမပေါက်လေးဖြစ်လိမ့်မယ်အမှသူကတန်မန်းပေါက်ကလေးနဲ့ဆိုင်းရှိတ်လေးပါထုတ်ပေးထားသေးတယ်အဲ့တော့လူချင်းမင်းတို့လုံးဝဒီအိမ်ကမလိုချင်ဘူးဆိုတဲ့လူမကြိုက်ဘူးဆိုတဲ့လူမရှိတော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာဒီကအလှဆင်လိုက်ကားလေးဆိုလဲပတ်လဲတက်ဆင်ပေးထားတယ်ဒါကြီးဖျားဆင်လေးကတော့ကျွန်တော်တို့ customize လေးမှာပြီးတော့တေချာလေးထည့်ပေးထားတာသူ့နေရာလေးနဲ့ကွက်တီဖြစ်အောင်ပေါ့နော်အသုံးလေးဝင်နေနောက်ကျွန်တော်တို့နည်းနည်းကြီးလဲကြီးတယ်ပေါ့နော် space များများရတယ်ဆိုတဲ့သဘောโอเคနောက်တစ်ခုကတော့ဒီကျွန်တော်ဒီ sofa တွေကိုပြချင်တယ်သူကဟိုဈေးကွက်မှာတွေ့နေကြတာမျိုးမဟုတ်ဘဲနဲ့တေချာလေး luxury ဖြစ်အောင်လို့အကောင်းစားလေးထည့်ပေးထားတာမှသိတာတယ်အဲကွန်းအနေနဲ့ကဒီမှာတစ်လုံးအိတ်ခမ်းတစ်ခမ်းထဲစီမှာတစ်လုံးစီတော့အားလုံးပေါင်းအဲကွန်း၃လုံးပါမယ်နောက်တစ်ခုကဒီTV console လေးဆိုလဲသူတေချာလေးကိုဟိုအလှဆင်ပေးထားတယ် customer လေးမှာပေးထားပြီးတော့ဒီလှလဲအသုံးလဲဝင်တဲ့ဟာမျိုးလေးပေါ့နော်တေချာလေးလုပ်ပေးထားတယ်ဒီမှာဆိုကျွန်တော်တို့အလှတယ်ဖို့အစင်တွေပါတယ်ရှိမယ်ဒါကကျွန်တော်တို့ဒီအိတ်ခမ်းကိုဝင်ရတဲ့အနေဒါအိတ်ခမ်းကိုကျွန်တော်တို့ဆင်ခဲ့တပယ်ဆိုပြီးသူနှခမ်းပါမယ်နောက်တစ်ခုကကြတော့ဒီမှာဆိုရင်သူဒီအလှနေရကမှန်လေးတွေပါတယ်အစားအရင်အင်မတန်သဘောကျစရာကောင်းတယ်ကျွန်တော်တို့ဒါဆိုရင်စင်ငယ်ခန်းလေးကိုကြည့်တာ။ပုံပေးထားတာကတော့အိတ်ခမ်းကိုမိုင်းစီတကားပဲသုံးပေးထားတာ။ဒါအောင်စင်ငယ်ဆိုပေမဲ့ဒီမျိုးတော်တော်လေးကျယ်တယ်။အပြင်မှာလာကြည့်ဖို့ဖိတ်ခေါ်တယ်။နောက်တစ်ခုကဒီအိတ်ခမ်းမဲ့အချမ်းကဘေးတိုင်းကအလေးဖြစ်သွားမယ်။ကိုယ်ပိုင်လုံးချင်းတိုင်းဖြစ်တဲ့အတွက်လူကြီးမျိုးတိုက်ဘေးတိုင်းထက်တက်လာစရာအကြောင်းကိုလုံးဝမရှိတော့ဘူး။ပြီးရင်ကျွန်တော်နောက်ကအခန်းလေးတစ်ခန်းကိုပြပြပေးပါမယ်။ပြီးတော့ဒါကျွန်တော်ဒီအိတ်ခမ်းပေါ့နော်ဒီနောက်ထပ် double room ကိုဝင်တဲ့အိတ်ခမ်းမှာဒီမှာသူဒီအလားမပြတ်အောင်လို့ customer အသေးချာလေးမှာပေးထားတဲ့နေရာကပ် view ကိုကျွန်တော်ပြချင်တာလူမျိုးတို့အလုံစပွဲသုံးတာမျိုးပဲဖြစ်ကျွန်တော်တို့အဆင်ပြေသလိုသုံးပြနိုင်အောင်လို့သေချာလေးတက်ဆင်ပေးထားတဲ့သဘောကျဖို့ကောင်းတယ်အဲ့ရနေမှာဒါလေးကကျွန်တော်တို့ဒီ double room ပေါ့နော်ဒီအိမ်ရဲ့ main room ဖြစ်လိမ့်မယ်အဲကုန်းပါပြီးသားလူမျိုးတို့တွေ့တဲ့အတိုင်းအကျယ်ကြီးပဲနောက်တစ်ခုကကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဒီအလှကိုနေရန်လေးကိုသေချာလေးလှဆင်ပေးထားတယ်ဒါဒီ space လေးကလူမျိုးတို့ဟိုတခုခုပေါ့အမှတ်တရအနေနဲ့သုံးတာလို့ဘာလို့ဖြစ်သုံးလို့ရမယ်ဒါလေးတွေကလည်းတော်တော်လေးလိုချင်စရာကောင်းတယ်ပေါ့နော်ဒီပုံကအဝင်မှာကျွန်တော်တို့ဒီမှာတကားတစ်ချက်ပါမယ် slide door လေးတက်ပေးထားတယ်အဲ့ဒါလေးကကျွန်တော်ပြောရလို့ပဲလိုတယ်နောက်ပြီးတော့ဒါလေးကမီးဖို့ခုံရဲ့အနေထားလေးဖြစ်တယ်အဲဂျိုးလေးနဲ့သေချာလေး space များများရအောင်လုပ်ပေးထားပြီးနေရာပေါ်မှာကျူပြားတွေကပ်ပေးထားတယ်အပေါ် cabinet တွေနဲ့တက်တက်ရဲဖြစ်တာကိုလည်းတွေ့ခဲ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါလေးကတော့ဒီရေးပေါ်လေးကအတွက်ကျွန်တော်ကသုံးပေးထားတာဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့ဒါလေးကတော့ toilet အနေထားဖြစ်ပါတယ်ဒါလေးကတော့ toilet ပါသူကလည်းသူကြဲကြဲဝန်းမဲ့ရေဆေးတွေပါတွေကောင်းလို့သေချာလုပ်ပေးထားတာတွေ့ရတယ်ဒါလေးကတော့ရေချိုးကန်းလေးဖြစ်ပါတယ် pressure လည်းပတ်နေပါတယ်သေချာပါပြီးသားဖြစ်ပါတယ်ခင်ဗျာအဲ့တော့လူကြီးမင်းတို့ဒီအခန်းအသေးစိတ် challenge လေးကိုကျွန်တော်ပြောပြပေးlocation တွေကိုအရင်ပြောပြမယ်တောင်းလာပါမျိုးနဲ့လူကြိုက်များပါတယ်ဆိုတော့12ရက်ကွက်ရဲ့ကျွန်တော်တို့မာက6လမ်းမှာဖြစ်တယ်မြစ်တာလမ်းမကြီးကနေကြောကန်လမ်းပြီးနောက်တလမ်း location လေးကောင်းတယ်ကားထားစရာနေရာလည်းအဆင်ပြေတာကိုတွေ့တယ်တိုက်ကအသစ်ဆက်ဖြစ်တယ်6တက်တိုက်ရဲ့9လွှာဖြစ်ပါတယ်အပေါ်မှာတစ်ထပ်ချမ်းသေးတယ်နောက်18ပေ54ပေအကျယ်နဲ့ဖြစ်တယ်အလုံးစုံပြင်ဆင်ပေးထားပြီးတော့တကယ်လိုချင်စရာကောင်းတယ်အဲ့တော့ဈေးတန်းလေးက2830ကိုမှဘာထပ်ပြီးညှိနှိုင်းပေးဖို့မှာဖြစ်တယ်ပေါ့နော်အဲ့တော့လာကြည့်ဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်ကြည့်ရှုပေးတာကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်